အဲ့ဒီ80ချက်ပြည့်စုံဖို့ရဆိုရင်ကျွန်တော်တို့ဌာနအနေနဲ့လေနိုင်ငံတော်အနေနဲ့လေပဲဒါပန်းပိုးတာရှိပါတယ်နိုင်ငံတော်ပန်းပိုးတာဒီမလုံလောက်ပါဘူးဒါ face ဒီမျက်နှာအောက်ကကျောင်းသားတယောက်ကိုတစ်ခုလုံးနဲ့ပေးမှာနောက် mask အခုဒီတစ်ခုဒီ mask နှစ်ခုဒီ mask မျက်နှာအောက်နှစ်ခုစီပေးမယ်နော်နောက်ပြီးတော့တာမူမီတာအဖျက်တိုင်းတဲ့တာမူမီတာကိုကျောင်းသားတယောက်ကိုတစ်ခုလုံးနဲ့နိုင်ငံတော်ကပေးမှာဖြစ်ပါတယ်နောက်ပြီးတော့အရင်တော့မရခဲ့တဲ့ဒါဗလာဆောက်တဒါစီနဲ့ခေးတဲ့နှချောင်းဘောပယ်နှချောင်းစီကိုလေးပဲထောက်ပံ့မှာဖြစ်ပါတယ်အဲ့ဒါကြီးကလောလောဆယ်မှာကျွန်တော်တို့ကဒီမဖွင့်သေးတဲ့ဒီမှာကျောင်းသားကြီးမှာပေးနိုင်သေးတာဖြစ်ပါတယ်လို့ဒီဒေသအကျိုးကအမြတ်တဆုံးရအဖြစ်သိဆုံးကိုကျူးစားဖို့ဆောင်ရွက်ဖို့စီမံဖို့လည်းကျွန်တော်ဓာတ်မိချာချက်ထားပါတယ်ဒါကြောင့်ပါဖြစ်လူအားလာလေးစနဲ့တင်ပြပါဆွေးနွေးပါကျွန်တော်ဖြည့်ဆည်းပေးနိုင်တာဝမ်းဌာနနဲ့ပူပေါင်းဆောင်ရွက်ကြရအောင်လို့တိုက်တွန်းရင်းနေပြီးဒီကွန်ချိုပါလေအားလုံးကျေးဇူးတင်ဝန်ခွန်ပြောချပေးတော့ချင်းပြည်နယ်ပြည်နယ်ရင်မှုဦးဘီကူဒူအားအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်အစီအစဉ်အရကွန်ပျူတာဆောင်ချင်းမြင့်ချင်းအစီအစဉ်ဖြစ်ပါတဲ့ဖြင့်ကွန်ပျူတာဆောင်ချင်းမြင့်ပေးမိပုဂ္ဂိုလ်ကိုဖိတ်ခေါ်အပ်ပါသည်Selalu teknologi boleh. Sabe, se vai nele. Hola. Okay. Face အထူးသဖြင့်တော့ကျွန်တော်ဒီကျောင်းမှာလို့လက်ကျောင်းနဲ့ရပြီးတော့ရွာလေးဆိုတော့10ခုပြပါမယ် face တခါတလေကြတော့သူကသတ်မှတ်တဲ့မှာပါတတ်တယ်ကျောင်းမှာလည်းတုံးလို့ရတယ်ကျန်မှာတုံးလို့ရတယ် Lékkate.ဘောလုံးကနှလုံးပါလာတယ်ဒီဘာလုံးဘောလုံးကန်မယ်ဆိုတော့ဒီရရောဒီရပြီးပေါ်တာလေးကြတော့ကျောင်းပေါ် Siti. ကျောင်းကြီးမှာ Ciao. Sati. Ciao. Vous pietate. ဒီဗီဒီယိုအရင်ကြည့်ပေါ့ဆရာတို့နေတဲ့ကြည့်ပြီးတော့သူ့အနေနဲ့သူလေ့လာလို့ရအောင်ခါတလေTV လေးနဲ့ပေါ့နော်ကျောင်းစီစဉ်လေးကျောင်းပြန်လာရပါမယ်Posta. ခဏနေမှပြန်ရုံနဲ့ ချပေးပါရန်ဖိတ်ခေါ်အပ်ပါသည်ရှင် ဒီနေ့အကူလာတရက်နေ့ဟာကျွန်တော်တို့စံသုံးပြည်ဆောင်ကြပါစေဘုရားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့တော့ခွန်စင်တာလုပ်ပါတယ်ခုနကနှစ်90
ကြာမှပဲဒီအလေတန်းကျောင်းကိုရရှိတဲ့အခါမှာကျွန်တော်တို့ဒီကျောင်းရရှိနိုင်ရဲ့အတွက်ဖိုးဖွားများကိုလည်းပဲတရိယာရင်တစ်ဖက်တစ်လမ်းကလွန်ဆွတ်တန်တားမိတယ်လို့အခုလက်ရှိနေတဲ့ကျွန်တော်တို့ရွာသူဟာဒါဒီဝိဒီပမှာရှိနေတဲ့စံသုံးလူမျိုးတွေအားလုံးအနေနဲ့အတိုင်းအဆမပြောနိုင်တော့အောင်ဝမ်းသာကုန်ယူပီတိဖြစ်တယ်ဆိုတာကိုလည်းပဲကျွန်တော်ဖော်ပြလိုပါတယ်ကျွန်တော်တို့ဒီရွာငယ်လေးအလေတန်းကျောင်းဖွင့်ပွဲမှာခုနဖော်ပြထားတဲ့အတိုင်းပဲဒီနေ့ဆိုရဒီနေ့လူမှုဝန်ကြီးကိုယ်တိုင်ဒီနေ့ပညာမှုဖန်ပညာမှုမြို့နယ်နောက်ပြီးတော့ဘေးစီမံကအစဌာနပြည့်စုံနဲ့ဖွင့်ပွဲလာလုပ်ပေးတယ်ဆိုတာကျွန်တော်ဘဝမှာကျွန်တော်လည်းပဲပညာရေးဝန်ထမ်းတူကျွန်တော်ကံပလက်မှာတာဝန်ထမ်းဆောင်တဲ့အခါမှာ EC မှာအနှစ်30ကျော်ပါဝင်တဲ့အခါမှာဒီလိုကြောင်းဖွင့်ပွဲသွားတဲ့အခါမှာဒီလိုပြီးဆုံးတယ်ဆိုတာတစ်ခါမှမမြင်ဘူးပါဘူးကျွန်တော်တို့စင်သုံးဟာဘုရားကကောင်းချီးမင်္ဂလာပေးပြီးတော့ဌာနဆိုင်ရာအကြီးအကဲမှာပြည့်စုံနဲ့လာရောက်ပေးနိုင်တာဟာခုနကကျွန်တော်ဖော်ပြသွားတဲ့အတိုင်းပဲမြေကြီးတည်နေတဲ့၍ကဘာတည်နေတဲ့၍ဒီကျောင်းတည်နေတဲ့၍ဒီရွာတည်နေတဲ့၍ကျွန်တော်တို့ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူးကျေးဇူးတင်နေဆိုတာကိုတစ်ခါတလေလေကျွန်တော်ဖော်ပြချင်ပါတယ်ခုနကျွန်တော်တို့တင်ပြမဲ့နေရာမှာလည်းပဲပါပြီးပါပြီကျွန်တော်တို့စံသုံးရွာသူအသားများအားလုံးကျွန်တော်တို့တခါတည်းဒီနေ့တော့အပြည့်ဝမ်းသာပီတိဖြစ်ပါတယ်လို့ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့6နှစ်တိုင်ကျွန်တော်တို့ဒီကျောင်းအဆောက်အဦဟာစုပ်ပြတ်တက်လွန်းတဲ့တွေးကြောင်မလို့ကျောင်းသူကျောင်းသားမဆန့်တဲ့တွေးကြောင်မလို့နှစ်ချင်းဖျားကျောင်းမှာကျွန်တော်တို့ကျောင်းတဲ့အခါမှာအလီအထပ်ကျွန်တော်တို့မလောက်ပဲတင်ပြပလိစေလုံးဝမရနိုင်တော့ပါဘူးအခုတရင်ကတော့ကြားတယ်တဇဝင်အော်ဒါမရသေးတဲ့ခါကြောင့်တော့ရမလားဆိုပြီးကမှရင်ကဓမ္မမှာတော့ကျွန်တော်တို့ဝန်ကြီးနှုတ်ဖျားကနေကျောင်းအဆောက်အဦပေ120 30တိန်း1400နဲ့ကျောင်းဆောင်အပြည့်ဆောက်လို့ဖို့ရတယ်လို့ကြားသိတဲ့အခါမှာကျွန်တော်တို့အတိုင်းအဆမပြောနိုင်တော့အောင်ဝမ်းသာပီတိဖြစ်တယ်ခုလိုအောက်ခြေကနေအစခုနပြည်နယ်ထွက်တော့ကုစလေပြောတယ်လို့အစင်းနဲ့ဝိုင်းကူညီပေးကြတဲ့ပုဂ္ဂိုလ်များအားလုံးအပေါ်မှာအထူးပဲကျေးဇူးတင်နေဆိုတာကိုလည်းပဲပေါ်ပြလိုပါတယ်တောင်းထားတဲ့အတိုင်းပဲဘုရားရှင်သာမှာဆုတောင်းပေးယူမှပါကျွန်တော်တို့ဘာမှလုပ်ပေးနိုင်တဲ့အစွမ်းစားမရှိပါဘူးကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ကသွားလေရာလှုပ်လေရာကန်လေရာစီမံလေရာမှာအစတရားမကတော့ကောင်းချီးမင်္ဂလာနဲ့ပို့ဆောင်လမ်းပြပါစေဆိုတာကိုလည်းပဲကျွန်တော်ဖော်ပြချင်ပါတယ်ဒီအစီဝေးပြီးရင်ဒီရှင်းနာလေးမှာကျွန်တော်တို့ဆိုင်ဘုတ်လေးပါဝင်ပေါ့နော်ကျွန်တော်တို့ကျောင်းသမိုင်းမှာလူကြီးများနဲ့ဆရာမများနဲ့မှတ်တမ်းတဲ့ပုံလေးပေါ့နော်ဒီကျောင်းရှိနေတဲ့ရဲ့မှတ်တမ်းတင်ချင်တဲ့တွေ့ကြမှုလို့မှတ်တမ်းတဲ့ပုံလေးရဖို့လည်းပဲကျွန်တော်ဖော်ပြချင်ပါတယ်ဒီစီဝေးပြီးရင်ကျွန်တော်တို့ရွာသူဝါသားများပြည်ရင်းပြည်ပမရှိကြတဲ့လူတွေအားလုံးဆုဆုံပြီးတော့ပြင်ဆင်ထားတဲ့မိတ်ဆုံစားပွဲကိုလည်းပဲရောက်တိုင်းမင်းရှစ်စော်နဲ့သုံးဆောင်ပေးဖို့ရလည်းပဲကျွန်တော်ဒီကနေရမီရဖရွာသူဝါသားများကိုစားဖော်ပြလိုပါတယ်ကျေးဇူးတင်စကားနဲ့ခုနတင်ပြဆရာများအားလုံးဟာလူကြီးမင်းများရှေ့ဖောက်မှာအားရပါရတင်ပြခွင့်ရပြီဖြစ်တဲ့တွေ့ကြောင့်မလို့ဘုရားရှင်သာမှာဆုတောင်းဆက်ကတဲ့အတိုင်းပဲအလီကျွန်တော်တို့ရရှိခံစားရင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ရင်းကျေးဇူးတင်စကားနဲ့တင်ပြလွှာကိုအဆုံးသတ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီရတယ်ဒါပထမဆုံးကလည်းပြောပြီးသားနေမှာပါကျွန်တော်တို့ဒီနေ့အစင်တိုးတွေကတော့ဒါဖွဲ့စည်းပုံနဲ့တခါလေအစင်တိုးတာပါတော့ဆိုတော့အလေးတန်းကျောင်းကဒီတန်းခန့်လို့မရအောင်သူကပြန်ကြရရှိဖြစ်တဲ့အတွက်ကြောင့်ဇာမဘွေးဖြီရတယ်
အခြေခံပြကြီးလုတ်တက်နေတဲ့အခြေခံပြကြီးကိုစာမေးပွဲအခုမကြပြီခေါ်တော့မှာခေါ်ပြီးတော့ဖြေခိုင်းပြီးတော့ကျွန်တော်တို့ချက်ချင်းခတ်ပေးမှာပါလို့နော်မူပြတော့ကျွန်တော်တို့လောလောဆယ်ကဒီတန်းခန့်လို့မရအောင်ဆိုတော့ဒီကျွန်တော်တို့ပြည်နယ်အတွက်နေစာလာပေးနေခန့်ဖို့အစီအစဉ်ရှိတယ်အဲ့ဒါနေစာတော့မထွက်သေးဘူးအစီအစဉ်ရှိပါတယ်ကျွန်တော်လိလက်နေရတော့ကျွန်တော်ဖြစ်ပေးမှာပါနော်ရုံးဝင်ထမ်းကြီးကလည်းပဲဒီတိုင်းပဲရုံးဝင်ထမ်းကတော့လောလောဆယ်ကတော့ဒီနိုင်ငံတော်ပန်တန်ငွေအခြေအနေရဒါရုံးဆောင်တဲ့စကြီးလောက်ကိုခန့်ဖို့တော့သူတင်ထားတယ်ကျန်တဲ့ပြပြဆောင်ဆောင်တော့ခန့်ပေးနိုင်မှာမဟုတ်သေးဘူးလို့မြင်တော့ဗောနော်အဲ့ဒီစီရှိနေစေတော့ဆယ်ဆယ်မမြတ်နေကတော့ဒါကျွန်တော်တို့နေ့တန်းဒီနေ့ကကျောင်းအုပ်နေကိုပထမဦးစားပေးဖို့တော့အစီအစဉ်ရှိတယ်ဆိုတော့ကျောင်းအုပ်နေကိုအရင်ဆုံးဆောက်ပေးမှာနေကျောင်းတွေပေါ့နောက်ပြီးတော့မှဆယ်ဆယ်မတွေနေကိုဆက်လက်ပြီးတော့ဒါမြို့နယ်ပြည်နယ်နဲ့တစီတက်ပြီးတော့ကျွန်တော်တို့ပန်တန်ကိုရရှိမှုပုံမူတည်ပြီးတော့ကျွန်တော်ဆောက်ပေးမှာပါလို့နော်အင်တာကတော့ကျွန်တော်တို့ဒါဒီနေ့တော့ပြီးသွားပြီဆိုတော့တင်ပြီးသားဖြစ်နေတဲ့ကြောင့်ပေးလို့မရတော့20နီးပေါ့အဲ့ဒီမှာလိုအပ်ခြင်းတွေကိုပြည်ရေးမှုဆုံးကနေပြီးတော့ယာထားပြီးတော့ကျွန်တော်ရှိတင်လာတယ်ကျွန်တော်ပေးလို့ရပါတယ်ပေးပါနော်ရေကန်ကတော့ဌာနအနေနဲ့လောလောဆယ်တော့အစီအစဉ်မရှိပါဘူးရေကန်ကတော့ဒီမိဘတွေပူပေါင်းပြီးတော့အထူးရှင်တွေလည်းပဲလုပ်စေချင်ပါတယ်တော့ချန်စီယိုလည်းပဲကျွန်တော်ဌာနကခုပန်တော်ရရှိမှုပုံမူတည်ပြီးတော့ကျွန်တော်ပေးနေပါတယ်ဆိုတော့အဲ့ဒါချန်စီယိုတောင်းနေဆိုရင်တွက်ချင်းမှုလို့ပါတယ်ကျွန်တော်တို့တကန့်ကို9000နဲ့2000ပေါ့အဲ့ဆေးပေးအဲ့ဒါတွက်ချင်းမှုနဲ့တွက်ပြီးတော့ကျွန်တော်တို့စီကိုဒီကျောင်းအောင်နေလို့တစ်စီမြို့နယ်ရုံးကိုတင်ပြီးတော့ကျွန်တော်တို့ဒါဘန်ဒါငွေခွေဝေပေးမှုပုံကိုတင်ပြီးတော့ချက်ပေးပါလေလို့ဒါပြောလို့ပါတယ်ဒါတော့ဒီရောအဆိုကြီးဘူးကလည်းထွက်တော်ရပုံပေးလို့ရတယ်ဒီမောင်50ဖြစ်လို့ဟုတ်တယ်ဒီမောင်ကဟုတ်တယ်ချင်းပြည်နယ်ထန်တရာမြို့နယ်စံတုံကျေးရွာအခြေခံပညာလေးတန်းကျောင်းသစ်ဖလပွဲခမ်းနားစီစဉ်အောင်မြင်စွာပြီးဆုံးကြောင်းကျင်းညာအပ်ပါလိရှင်Tikor lang lay. Arim nam lay. 1 2 3 Hello Bueno, ya eres tú. Dime con Oba. Ada gino ada.
Không hợp bác, nó xíu lại. Khạc. 뭐, 뭐, 지금 내가 지금